အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်နေတာကတော့ Studio One မြန်မာပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ recap လုပ်ပေးသွားမယ့်ဇာတ်ကားလေးကတော့ Marvel Zombie ရဲ့အပိုင်း3ပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးကိုတကားလုံးကြည့်နေတဲ့သူဖြစ်စေဒါမှမဟုတ် spoiler မမိခင်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ YouTube description မှာချပေးထားတဲ့ Telegram account ကိုတွားရောက်မေးမြန်းကြည့်ရှုလို့ရပါတယ်အပိုင်း1နဲ့2ရဲ့ဇလန်းဇက်ကွက်လေးကအပိုင်း3ကိုလည်းမဖြစ်မနေကြည့်ချင်လာပါတယ်ကဲဒါဆိုလို့ရှိရင်တော့ intro လေးပြီးရင်စလိုက်ကြရအောင်ပါတတိယပိုင်းမစခင်မှာတော့5 years ago ကို flashback ပြန်ပြထားပါတယ်။အဲ့မှာတော့ Spider-Man ပြီးတော့ Scotland ရဲ့ဦးခေါင်းနဲ့ Doctor Strange ရဲ့ဝိယုံပြီးတော့ Black Panther တို့ကရင်သစင်းနဲ့လာနေတာကိုတွေ့ရမှာပါ။အဲ့မှာတော့ Black Panther ကသူ့ကိုယ်သူ stay ပြီးတော့တားနို့ကိုတတ်သွားတဲ့အခန်းကိုလည်းပြထားပါသေးတယ်။ဒါပြီးရင်တော့တတိယပိုင်းကိုစတင်ပါပြီ။အပိုင်း2ရဲ့တည်ဆုံမှုတွေနဲ့တစ္ဆာဖောက်မှုတွေရဲ့နောက်မှာကြံရစ်ခဲ့တဲ့အသက်ရှင်သူအဖွဲ့ဖြစ်တဲ့ကမလာကန်ရှမ်းညီ KT Blade Knight တို့က New August ကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။ New August ကမြေပြင်ပေါ်မှာမရှိတော့ဘဲနဲ့ Bakery ဦးဆောင်တဲ့ Acnadian တွေခိုလုံရမြေရောက်လှိုင်ကုန်မှာတည်ရှိနေပါတယ်။သူတို့ကဖုတ်ကောင်ဘေးကလွတ်မြောက်ဖို့အတွက်အဲ့ဒီနေရာမှာပဲပုံအောင်နေကြရဖြစ်ပါတယ်။ကမလာတို့အဖွဲ့ကလည်း Nova Crow ကိုအချက်ပြနိုင်မှုအတွက်Acnadian တွေစီကနေအာဂါသရင်တစည်းကိုရယူဖို့ Bakery ကိုတောင်းဆိုခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲကမလာတို့ကဘီလင်လို့တည်ထားတဲ့ဝမ်နာပေါ်လာခဲ့ပါတယ်။ဝမ်နာဟာသူ့ရဲ့လူပုံစံနဲ့ပေါ်လာခဲ့တာဖြစ်ပြီးတော့သူမရဲ့ရွေချက်ကိုရှင်းပြပါတယ်။ဝမ်နာကသူမဟာကဘာကိုပျက်စီးစေချင်တာမဟုတ်ဘဲနဲ့ virus ကိုဖယ်ရှားပြီးတော့လူသားမျိုးနွယ်ကိုပြန်လည်ထူထောင်ချင်တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့သူမမှာအဲ့လိုလုပ်ဖို့အတွက်လိုအပ်တဲ့အစွမ်းရည်မရှိပါဘူး။အဲ့ဒီစွမ်းရည်ဆိုတာကတော့အရင်ပိုင်းတွေမှာဖျက်ဆီးခံလိုက်ရတဲ့ Infinity ရဲ့စွမ်းရည် Infinity Stone တွေကိုဆိုလိုတာပါအဲ့အရာတွေမရှိတဲ့ချိန်မှာတော့ဝမ်နာကစွမ်းအားမလောက်ဘူးဆိုနေပါတယ် New Agnes တွေကအဲ့ဒီအတွက်ပွဲတော်ကျင်းပပေးပါတယ်ဝမ်နာကသူတို့အတွက်စားတော့ဝယ်ရာတွေကိုစီစဉ်ပေးခဲ့ပါတယ်ဒါပေမဲ့လို့အဲ့ဒီစားတော့တွေကဖုတ်ကောင်သားတွေနဲ့လှုပ်ထားတာဖြစ်ကြောင်းကိုနောက်ပြီးမှသိလိုက်ရပါတယ်သိလိုက်တဲ့ချိန်မှာတော့အားလုံးပဲထိတ်လန့်သွားခဲ့ရပါတယ်ဖုတ်ကောင်ဘေးကနေလွတ်မြောက်ဖို့အတွက်ဂူရင်းအောင်းနေခဲ့ရတဲ့ Acnadian တွေလည်းဖုတ်ကောင်ဖြစ်သူချက်ချင်းပြောင်းသွားခဲ့ပါတယ်အဲ့ဒီမှာရုပ်ရုပ်တဲတွေဖြစ်ကုန်ပြီးတော့အသက်ရှင်သူတွေကဇီမိုပါဝင် Red Guardian တို့ပါဇွန်ဘီဘွားတို့ပြောင်းသွားခဲ့ပါတယ်။ Acnadian တွေဝိုင်းရံပြီးတော့တိုက်ခတ်တဲ့အချိန်မှာတော့တစ်ချိန်လုံးစိတ်ပြတ်အားလျော့စွာထိုင်နေခဲ့တဲ့ကျွန်တော်တို့ရဲ့ hero ကြီးတော့ကတိုက်ပွဲထဲသို့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။တိုက်ခိုက်ရင်းနဲ့သူ့ကိုယ်သူရဲကောင်းဆန်စွာပဲစတေးခဲ့ပါတယ်။တော့ကကမလာခံကိုသူမဟာအပန်းကြားတယောက်ဖြစ်လာပြီလို့အတိအမှတ်ပြုပေးပြီးတော့ထွက်ပြေးဖို့လည်းအမိန့်ပေးလိုက်ပါတယ်။ဝမ်နာကကမလာကိုသူမလိုချင်တာကအချက်ပြကိရိယာမဟုတ်ဘဲနဲ့ကမလာရဲ့စွမ်းအားဖြစ်ကြောင်းကိုထုတ်ဝေပြောကြားခဲ့ပါတယ်။ကမလာတို့ဖွဲ့က Acnadian ကအာကာသယာဉ်နဲ့ကမ္ဘာပတ်လမ်းကြောင်းရောက်ရှိခဲ့ပါတယ်။သူတို့က Nova Crow ကိုအချက်ပြကိရိယာနဲ့ကယ်ဆယ်ရေးအချက်ပြချက်ပို့လိုက်ပါတယ်။ Nova Crow ရဲ့တုံ့ပြန်မှုကတော့အသက်ရှင်သူတွေမျှော်လင့်ထားသလိုကယ်ဆယ်ရေးမဟုတ်ခဲ့ပါဘူး။ Nova Crow ကကမ္ဘာမြေကို quarantine zone တီးတန့်ခွဲခြားနေမည်ဖြစ်သတ်မှတ်ထားခဲ့ပါတယ်။ virus ကိုပြင်ပမထွက်နိုင်အောင်ကဘာကိုဆုတ်မြစ်လိုက်ပြီးဖြစ်ကြောင်းလည်းကြေညာထားပါတယ်။အသက်ရှင်သူတွေဟာသူတို့ရဲ့အသက်ပေါင်းများစွာစတေးပြီးတော့စူးစမ်းခဲ့တဲ့ကယ်ဆယ်ရေးမရှင်တစ်ခုလုံးအချင်းကြီးဖြစ်သွားကြောင်းကိုနာကျင်စွာသိလိုက်ရပါတယ်။အဲဒီချက်ကြောင့်ကြန့်ရှိနေသူတွေကနောက်ဆုံးမှာကဘာပေါ်ကနောက်ဆုံးခိုလိုရန်တစ်ခုစီကိုဥတီသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။တကယ်တော့အဲ့ဒါကသူတို့ရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ Nova Crow တွေကနောက်မှလန့်လန့်တိုက်ခိုက်တာကြောင့်ထွက်ပြေးနေအဲ့ဒီနေရာကိုရောက်သွားတာပဲဖြစ်ပါတယ်။ဒါကိုတော့အပိုင်းလေးမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်